ဟုတ်ပါအားလုံးမင်္ဂလာပါခင်ဗျာအနီမေ channel နဲ့ပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်ခုလာရောက်တင်ဆက်ပေးချင်တာကတော့ကျွန်တော်ဒီ TikTok ထဲမှာပေါ့နော်ကျွန်တော်တို့ဒီအင်္ဂလိပ်စာဖြစ်နေလို့ရှိရင် TikTok ထဲကစာတွေအကုန်လုံးကျွန်တော်တို့ကဒါမြန်မာလိုပြောင်းအသုံးပြုတဲ့နည်းလေးပေါ့နော်အဲ့ဒါလေးရဲ့နောက်တစ်ခုကကျွန်တော်တို့ဒီTikTok ထဲမှာရှိနေတဲ့စာတွေကိုကျွန်တော်တို့အကြီးအသေးပေါ့နော်ဒါကိုစိတ်ကြိုက်ခုနကကျွန်တော်ဟိုတနေ့ကတင်ခဲ့သလို Facebook မှာကိုစိတ်ကြိုက်ပေါ့နော်ဒီစာတွေဒီဖုန်းထဲမှာပေါ့နော် Facebook တို့ဖုန်းထဲတို့အဲ့ထဲမှာတွေဟိုစာသားတွေကိုကျွန်တော်ကိုစိတ်ကြိုက်ဒါအကြီးသေးလုပ်ပြီးအသုံးပြုတဲ့ပုံစံအတိုင်းပဲပေါ့နော်ဒီ TikTok ထဲမှာလည်းပဲကျွန်တော်တို့ဒါတွားပြီးတော့ကျွန်တော်တို့ TikTok ထဲစာသားတွေကိုအကုန်လုံးပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့အကြီးသေးပေါ့နော်ကိုစိတ်ကြိုက်ချိန်ပြီးအသုံးပြုလို့ရတဲ့နည်းလေးပေါ့နော်အဲ့ဒါလေးကိုလာရောက်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့အရင်ဆုံး TikTok ထဲကိုတွားလိုက်ပါမယ်နော်TikTok ထဲရောက်ပြီဆိုရင်ကျွန်တော်တို့ကဒီမှာကိုယ့်ရဲ့ဒီ profile ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါနော် profile ဆိုတဲ့နေရာနှိပ်ပြီးပါလို့ရှိရင်ကျွန်တော်ဒီအပေါ်မှာမြင်းချောင်းလေး၃ချောင်းတွေ့ပါလိမ့်မယ်နော်အဲ့ဒါလေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပြင်လိုက်ပါနော်နှိပ်ပြီးပါလို့ရှိရင်ကျွန်တော်တို့အောက်မှာ setting in privacy ပေါ့နော်အဲ့ညာလေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပြင်လိုက်ပါနော်နှိပ်ပြီးပြီဆိုရင်ကျွန်တော်အပေါ်လေးကိုနည်းနည်းလေးဆွဲတင်လိုက်ပါနော်ဒီနေရာမှာကျွန်တော်တို့အရင်ဆုံးကျွန်တော်တို့ကဒီတဲ့စာတွေကိုကျွန်တော်တို့ကမြန်မာလိုပြောင်းသုံးမယ်ပေါ့နော်အဲ့နေရာမှာကျွန်တော်တို့ဒီမှာ language ပေါ့နော် language ဆိုတာရှိပါတယ်အဲ့ဒါလေးကိုချက်နှိပ်လိုက်ပါနော်ဒါသိတဲ့လူတွေလည်းရှိရပေါ့နော်ဒါမသိတဲ့သူများတော့ဒါကျွန်တော်တင်ဆက်ပေးတာပေါ့နော်မသိတဲ့သူများလည်းသိအောင်ပေါ့နော်သိပြီးသားသူတွေလည်းပဲဒါဒီတယောက်နဲ့တယောက်တော့မတူဘူးပေါ့နော်အသုံးပြုပုံအသုံးပြုနည်းလေးတွေကျွန်တော်ကနောက်ထပ်တစ်ခုထပ်ပြီးတော့စာသားပေါ့နော်အကြီးအသေးအဲ့ဒါပါထပ်ပြီးတော့ဒါပြထားရပေါ့နော်အဲ့ဒါလေးကတစ်ခါတစ်ချက်ကြည့်ပေးပေါ့နော်ဟုတ်ပြီဒါဆိုရင်ဒီနေရာမှာ English US ပေါ့နော်အဲ့နေရာလေးကျွန်တော်တစ်ချက်နှိပ်လိုက်ပါနော်ပြီးလို့ချင်းကျွန်တော်တို့မြန်မာဆိုတာကိုရှာပေးရမှာဖြစ်ပါတယ်နော်မြန်မာကိုထည့်ခြင်းတဲ့စာအကုန်ထည့်လို့ရအောင်နော်ထိုင်းစာလည်းရှိတယ်ပေါ့နော်ဒီမှာမြန်မာရဲ့အပေါ်မှာထိုင်းရှိတယ်ပေါ့နော်ဒီမှာမြန်မာရှိပါတယ်အဲ့ဒါလေးကျွန်တော်တစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးကျွန်တော်ဒီအပေါ်မှာဒုံးဆိုတာရှိပါတယ်အဲ့ဒါလေးနှိပ်လိုက်ပါနော်ဒီလိုကအင်္ဂလိပ်စာပြောင်းမယ်ဆိုရင်လည်းဒီထဲမှာပဲခုနလိုလာပြီးတော့ပြန်ပြောင်းလို့ရပါတော့။ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာအကုန်လုံးမြန်မာလိုတွေဖြစ်သွားပြီပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့ကစာလုံးလေးတွေသေးတယ်ပေါ့နော်။တချို့ဒီမျက်လုံးမကောင်းတဲ့လူတွေပေါ့နော်။မျက်လုံးအနီးမအဝေးမအဲ့လိုမျိုးပေါ့နော်။မျက်လုံးဝါးတဲ့လူတွေဆိုရင်ဒါတိတ်ဖတ်လို့မရဘူးပေါ့နော်။ဒီမှာစာသားလေးတွေသေးတယ်ပေါ့နော်။ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကအခုဒါမြန်မာလိုပြောင်းပြီးသွားပြီပေါ့နော်မြန်မာလိုပြောင်းပြီးသွားပြီအဲ့ဒါကိုကျွန်တော်တို့ကထပ်ပြီးတော့စာလုံးအကြီးလုပ်မှာပေါ့နော်ဒီမှာ setting ထဲကိုထပ်ဝင်မယ်ဝင်ပြီးလို့ရှိရင်ခုနကကျွန်တော်တို့ဘာသာစကားပေါ့နော်ဒီမှာ language ဘာသာစကားရဲ့အောက်မှာဒီမှာဝင်ရသုံးစွဲခွင့်ဆိုတဲ့နေရာလေးပေါ့နော်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါနော်နှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာစာသားအရွယ်အစားဆိုတာတွေ့ပါလိမ့်မယ်နော်အပေါ်ဆုံးမှာအဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါနော်နှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာဒီစာသားလေးတွေပေါ့နော် TikTok ထဲမှာပါတဲ့ဒီစာတွေအကုန်လုံးကိုကျွန်တော်တို့ဒီမှာပေါ့နော်ဒီမှာကြီးလိုက်ပေါ့နော်ဒီမှာကြီးလိုက်ပြီးအဆုံးထိထားမယ်ဆိုလည်းရပါပေါ့နော်ဒါကိုယ့်ရဲ့ဒီမျက်လုံးပေါ်မှာမူတည်ပြီးတော့ထားလို့ရပါပေါ့နော်အကြီးထားတော့ပို့ပြီးတော့ဒါကျွန်တော်တို့မျက်လုံးအားဆိုင်မှုကိုတက်တာသေးတာပေါ့နော်ဒီမှာခုလိုမျိုးထားပြီးပါဒီအောက်မှာချိန်ညှိပြီဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါအနီရောင်လေးဒီမှာဒီဘက်ချိန်ညှိပြီဆိုတဲ့ဟာလေးကိုထပ်ပြီးတော့နှိပ်ပေးလိုက်ပါနော်ဒါဆိုရင်ဒီမှာပေါ့နော် TikTok ရဲ့စာတွေအကုန်လုံးကြီးသွားပြီပေါ့နော်အကြီးတွေဖြစ်သွားပြီဒီမှာခုနနေရာလေးတွေမှာဆိုရင်လည်းဒီမှာခုနလိုမဟုတ်တော့ပေါ့နော်အကြီးတွေဖြစ်သွားပြီဒီအောက်မှာတွေလည်းကြီးလာပြီပေါ့နော်စာသားတွေအကုန်လုံး3D ပုံစံမျိုးပေါ့နော်အနိကတွေ့ရတယ်ပေါ့နော်ဒါမိတ်ဆွေတို့အနေနဲ့ဒါလောက်တတ်မယ်လို့မျှော်လင့်မိပါနော်မလောက်တတ်လို့ရှိရင်ဗီဒီယိုထပ်ပြီးတော့ကြည့်ပေးပါနော်တခြားလေးကြည့်ပြီးမှကျွန်တော်တို့ဒါလောက်ဖို့ပေါ့နော်ကျွန်တော်ပြောချင်ပါတယ်ဒါဆိုရင်ကျွန်တော်ဗီဒီယိုလေးရတော့ဒီလောက်ပါပဲခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်ထပ်ပြီးတော့ဒါ TikTok သုံးဆွဲရတာလေးနေတာတို့ TikTok ဒီထွက်သွားတာတို့ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ TikTok ထဲမှာကျွန်တော်တို့ data တွေပြည့်နေပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့ကရှင်းထုတ်ရမှာပေါ့နော်အမိုက်တွေပေါ့နော်အဲ့ဒါတွေကိုရှင်းတဲ့နည်းလေးတွေထပ်ပြီးတော့ဒါကျွန်တော်ပြပြီးတော့မှာဖြစ်ပါတယ်เนาะနောက်ထပ်ဗီဒီယိုတွေပေါ့နော်
အခုဗီဒီယိုလေးကတော့ဒီလောက်ပါခင်ဗျာမိတ်ဆွေတို့ကျွန်တော်ပြတဲ့ဥစ္စာကတော့နံပါတ်1ကျွန်တော်တို့ဒါ TikTok ထဲမှာရှိတဲ့အင်္ဂလိပ်စာတွေကိုမြန်မာအဖြစ်ပြောင်းလဲပြီးအသုံးပြုတာရဲ့နောက်တစ်ခုကကျွန်တော်တို့စာလုံးသေးနေတာကိုစာလုံးကြည့်အောင်ပြုလုပ်ပြီးအသုံးပြုတာပေါ့နော်ဒါကျွန်တော်လောက်မယ်ဆိုရင်ဗီဒီယိုနှစ်ပုံလုပ်လို့ရရပါတော့ဒါပေမဲ့ကျွန်တော်မိတ်ဆွေတို့တစ်ခါတည်းဒါကျွန်တော်တို့သိအောင်ပေါ့နော်ပြပေးသွားတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကမိတ်ဆွေတို့အတွက်ကိုကျိုးရှိတဲ့ပူးတူရရတယ်ဆိုလို့ရှိရင်ဗီဒီယိုလေးရဲ့အောက်က subscribe ဆိုတဲ့နေရာစာသားလေးမနှိပ်ကြသေးရင် subscribe ဆိုတဲ့နေရာစာသားလေးကိုနှိပ်ခဲ့ပြီးတော့ကျွန်တော်ဗီဒီယိုအသစ်တင်တဲ့မိတ်ဆွေတွေဖုန်းနဲ့ရောက်လာဘေးနာခေါင်းလောင်းလေးကိုပါတီးထားရအောင်တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ